ချက်ကကြတော့ရှေ့ရယူပါရင်မှာပေါ့နော်ကျမဆက်လက်ပြီးတော့အမှုတော်မြတ်မှာသစ္စာရှိစားနဲ့ဆက်လက်လှုပ်ဆောင်ပြီးတော့သွားမှာဖြစ်ပါတယ်ကျမရဲ့အသက်တာမှာဖျားရှင်ကိုတစ်ချိန်ကမသိခဲ့ပါဘူးမသိခဲ့တဲ့အသက်တာကနေဖျားရှင်ကိုသိလာတဲ့အချိန်မှာဖျားရှင်ရဲ့ကျေးဇူးတော်ကြောင့်ကျမတို့မိသားစုတစုလုံးပြန်လည်ပြီးတော့ဖျားရှင်ကိုသိဖို့ရန်အတွက်ကျမဖျားရှင်ကြီးမှာဆုတောင်းခဲ့ပါတယ်ဆုတောင်းတဲ့အခါမှာကျမတို့မိသားစုတစုလုံးကိုဖျားရှင်ကရွေးကောက်ပြီးတော့ဖျားရှင်ကကျွန်တော်တို့မိသားစုကိုကယ်တင်ခြင်းပေးခဲ့ပါတယ်အဲကြောင့်ကျမကလည်းဖျားရှင်ကိုအရင်ချစ်တဲ့အတွက်ဖျားရှင်ရဲ့အမှုတော်မြတ်မှာရောက်တဲ့နေရာမှာကျမအမြဲတမ်းဖျားရှင်ကောင်းမြတ်ခြင်းကိုတက်တည်ခံဝင်ရပါတယ်ဖျားရှင်ကောင်းမြတ်ခဲ့လို့ကျမတို့မိသားစုကတည်းကရခဲ့တဲ့အကြောင်းအမြဲတမ်းကျမတက်တည်ခံပါတယ်ဒီပြင်မကသေးပါဘူးကျမကိုလောကမှာဖျားရှင်ကသားမြင့်နာ3ယောက်ပေးပါတယ်3ယောက်ပေးတဲ့အထက်မှာကျမကဖျားရှင်အတွက်သားကြီးတယောက်ကိုပြန်လဲတော့ဖျားရဲ့နိုင်ငံတော်အမှုတော်မြတ်မှာပေးအပ်ပါတယ်အဲဒီသားကြီးကလည်းအခုအမှုတော်ဆောင်ဖြစ်နေမှာကပဲအသေးတော်မှာဖျားရှင်ရဲ့ရွေးကောက်အသုံးထားလို့အဲ့တော့တက်တည်ကဝင်ရတဲ့ဆရာစင်မရတွေကနေပြီးတော့ဖျက်ရှင်ကောင်းမြတ်ကြောင်းကိုတက်တည်ခံတဲ့အခါမှာကျွန်မယုံကြည်လက်ခံပြီးတော့2010လေးလပိုင်း29ရက်နေ့မှာနှစ်ချင်းမင်္ဂလာခံယူတဲ့အဲ့နေ့ရက်ကစပြီးတော့ပေါ့နော်ဒီသွေးအန်ရဲ့ယောဂနှလုံးယောဂဟာစေဝါတစ်ခုမှမပါဘဲနဲ့ဖျက်ရှင်ဘုံတော်အကြောင်းကျွန်မပေါ့နော်နာယောဂကိုပြကွင်းရတော့ခွင့်ပေးပါတယ်လို့ဒါကြောင့်မို့လို့ကျွန်မအားဖြင့်ကျွန်မလက်ကိုတင်တဲ့အခါမှာပေါ့နော်အနာယောဂရှိတဲ့သူတွေငြိမ်းစေဖို့လည်းကျွန်မဂျူပါယုံကတော့နာငင်းကြီးမှာပဲအားတတ်ပါတယ်လို့နောက်ပြီးတော့ဗောနော်ကျမတို့လက်ရှိလုပ်နေတဲ့အလုပ်ကတော့မွန်းညိုသာသနာကွင်းမှာကျမတို့ယုံကြည်သူတွေဥစားပြီးတော့လုပ်နေတဲ့နေရာဖြစ်ပါတယ်အဲဟာလည်းဘယ်လိုကောင်းလဲဆိုတော့ဘုရားရှိကိုမတည်သေးတဲ့နေမြေလေးဖြစ်သည့်အတွက်အဲ့နေရာမှာငါတို့မှုတော်ဆောင်6ရက်လုပ်ပါတယ်လို့အဲ့ဒီမှာလည်းရှေ့ဆက်ပြီးတော့သာသနာပြန်ပွားဖို့လည်းကျမတို့ရည်ရွယ်တယ်နောက်ပြီးတော့ကျမတို့ယူပါရောတော့ဘာဖြစ်လဲဆိုတော့မတည်သေးတဲ့အရက်ဒေတာမတည်သေးတဲ့တော့သူမှန်သမျှဘုရားရှင်ကိုတည်စေဖို့ဘုရားရှင်ရဲ့တည်ငါဝင်ငှဖို့အတွက်ကိုကျမတို့ရှေ့ယူပါဦးတကယ်ရှုနာမနဲ့ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါရှင်ကျမကတော့2017ခုနှစ်ပါပေါ့နော်ကျမတို့အတ္တတာပြောင်းလဲခဲ့ပါတယ်ကျမတို့ကဘာလို့ဆိုတော့နာကိဒါမှကျမတို့နာကိမုံတိုင်းဖြစ်တဲ့နေရာမှာကျမတို့ကလူလေးဆိုတော့ကျမတို့ဒုက္ခဆင်းရဲခြင်းတွေနဲ့ညဆိုတော့ကျမတို့ခံခဲ့ရပါတယ်2017ခုနှစ်မှာကျမတို့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေပေါ့နော်ကြားရှိပြီးတော့ကျမတို့မိသားစုဟာအတ္တတာကျမတို့ပြောင်းလဲခဲ့ပါတယ်ပြောင်းလဲခဲ့ပြီးတဲ့အခုဒီရဲ့ဆက်နောက်ပိုင်းမှာကျမတို့ဘုရားသခင်ရဲ့အမှုတော်ပြမှာတစ်ချိန်လုံးကကျမတို့မတိတဲ့နားမလည်ခဲ့တဲ့အရာတွေကိုကျမတို့ဆုံးရှုံးခဲ့တယ်တော့အခုဘုရားသခင်ကိုတိလာတဲ့အချိန်ကနေစပြီးတော့ကုံဆုံးတဲ့အချိန်ကုံခဲ့ဖြစ်ခဲ့တဲ့အချိန်ကနေကုံဆုံးခဲ့တဲ့အချိန်ကိုကျမတို့ဒီအချိန်မှာဘုရားသခင်ကောင်းမြတ်ပြီးကျောင်းကိုတည်ပြီးတဲ့အချိန်မှာအချိန်ကိုကျမတို့တိုးတော့မထားဘဲနဲ့ဘုရားသခင်ရဲ့အမှုတော်များမှာကျမတို့ရောက်လေရမှာအားခိုက်တရောကျမတို့သာသနာပြုနေခြင်းဖြစ်ပါတယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုလည်းဟောပြောနေတာဖြစ်ပါတယ်ရှင်နာမနဲ့တက်တက်ခံတော့အခွင့်ရတော့ဘုရားရှင်ကိုကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတော်လည်းချီးမွမ်းပါတယ်ဘုရားရှင်ကကျမကိုဘယ်လိုအသုံးပြုလဲဆိုလို့ရှိရင်ကျမမှာပေါ့နော်ဘယ်လိုမှမလဲကျမအနာတွေပေါက်ပြီးတော့ဘုရားရှင်ကိုတွေ့တဲ့အချိန်မှာအနာတွေပေါက်ပြီးတော့ဘုရားရှင်ကတမီးမတ်တီအေတို့မနူတို့ကနေပြီးတော့ဆူတောင်းပေးလို့အမိအနာတွေပျောက်သွားတဲ့အတွက်ဘုရားရှင်ကတမီးနှစ်ကောင်လည်းယဉ်ကျေးပြီးကိုးကွယ်ပါတယ်။နောက်တစ်ချက်ကအခုဘုရားရှင်ကတမီးရဲ့အပေါ်မှာအရန်နဲ့ကောင်းမြတ်ပါတယ်။အမှုတော်ဘာလဲပဲတမီးကအနာငိမ့်ကြီးကိုဘုရားရှင်ကအသုံးပြုပါတယ်။ရှေ့ဆက်ပြီးတော့လည်းပဲတမီးနေရတဲ့တောမှာလည်းပဲအမှုတော်များကိုဆက်ပြီးတော့ဆောင်မှုသာသနာကိုတိုးချဲ့ဖို့သာသနာကိုထိုးဖောက်ဖို့လည်းပဲသမီးဘုရားရှင်ရှိမှဆုတောင်းထားပါတယ်ရှင်အလှရှင်တို့သမီးကျေးဇူးတင်ပါတယ်ဟုတ်ပြီဆရာမတင်မေတန်းကိုဘုရားသခင်ကောင်းကြီးပေးပါစေဆက်လက်လည်းဘုရားသခင်သာသနာမှာဆက်လက်အသုံးပြုပါစေအာမင်ပြပါတယ်ရွှေပြည်သားမှာဆိုရင်နေရာ9နေရာလောက်ရှိတယ်စနေနေ့မှာဆိုမနက်9နာရီမှာတန်တင်း9နာရီမှာရှေ့စောဖို့ပန်းချံမှာကလေးတွေကိုတင်တယ်ညနေ2နာရီမှာလှော်ကားမှာတင်တယ်တန်တင်းမှာဆိုကလေး15ယောက်ရှိတယ်ရှေ့စောဖို့မှာဆိုကလေး35ယောက်ကနေ40ကြားတိရှိတယ်လှော်ကားမှာဆိုရင်ကတော့12ယောက်13ယောက်မယုံကြည်သူတွေကြီးပဲဖြစ်တယ်တနင်္ဂနွေနေ့မှာဆိုလို့ရှိရင်တော့မနက်9နာရီမှာရွှေညာမောင်မှာတင်တယ်မနက်9နာရီမှာရှိရက်ကွယ်မှာပြန်တင်တယ်ရွှေညာမောင်မှာကလေးက35ယောက်ကနေ40ကြားရှိတယ်ရွှေပြည်သာရှိရက်ကွယ်ကျမတို့ဘုရားကျောင်းမှာကတော့အယောက်80ကနေ80ကြားရှိတယ်နှစ်တန်းခွဲတင်တယ်အကြီးတန်းနဲ့အငယ်တန်းဆိုပြီးတော့နှစ်တန်းခွဲတင်တယ်ဒါတွေကတော့ဒါပြပြလို့နော်ဒါက
အလက်ချောင်းကကလေးတွေရဲ့ခရစ်စမတ်ပေါ့နော်ခရစ်စမတ်မှာလက်ချောင်းကလေးတွေခရစ်စမတ် လက်ချောင်း ဟုတ်လက်ချောင်း ပြီးတော့ ဒါ ဟုတ်ကဲ့ဒီဆီယာမကတော့ဆီယာမမတ်ရည်မြင့်လို့ခေါ်ပါတယ်ဘလူးညရက်ကွက်မှာနေပြီးတော့မှကျွန်တော်တို့အမှန်မှန်တာသနာအတွက်မှုတော်မြန်မာပါဝင်ဆက်ကပ်နေတဲ့ဆီယာမတစ်ယောက်ဖြစ်ပါတယ်ဟုတ်ပြီဆီယာမရေဆီယာမကိုဘုရားသခင်ဘလို့အသုံးပြုခဲ့တယ်ဆိုတဲ့အကြောင်းပြီးတော့ဆီယာမအဖြစ်ဘုရားသခင်ရဲ့ဘုန်းတော်ဘလို့တင်ရှားခဲ့တယ်ဆိုတဲ့အကြောင်းကိုတက်တည်ခံပေးဖို့တခင်ရှုနာမနဲ့ဖိတ်ခေါ်ပါတယ် အမေကတော့ဒီအမှန်ပဲသာသနာမှာပေါဝင်တဲ့ဆရာမတစ်ဖြစ်ပါတယ်။မိနစ်အတက်တာမှာဒီဗုဒ္ဓဘာသာအနေနဲ့တမီပြောင်းလဲခြင်းရှိပါတယ်။2023ရဲ့10လပိုင်းမှာပြောင်းလဲခဲ့ပါတယ်။သမီးတို့ဒီအမှန်သာသနာမှာပါဝင်တဲ့ယနေ့2014ခုနှစ်ဒီအနာငင်းချင်းနဲ့ပါဝင်ခဲ့ပါတယ်။ဒီကပတ်တော်အားဖြင့်တဲ့သူတို့ဘာကိုပြောင်းလဲခြင်းကိုစူတောင်းပေးခြင်းအားဖြင့်ပါဝင်ခဲ့ပါတယ်။နေ့တိုင်းလည်းသမီးတို့နှုတ်ကပတ်တော်အားဖြင့်တော့ကောင်းငါချင်းတက်တည်ခံတဲ့အနာငင်းချင်းနဲ့လည်းပါဝင်ဒီအမှန်တရားမှာပါဝင်ပါတယ်လို့သမီးရဲ့ယူပါယုံမှာတော့ဒီပြေတာနာဝင်းမှာရှိတဲ့ဘုရားရဲ့နှုတ်ကပတ်တော်မကြားသေးတဲ့နေရာမှာယူပါယုံရှိပါတယ်လို့အဲ့ဒါပဲတာနာဆက်လက်ပြီးပြုဖို့ယူပါယုံရှိပါတယ်လို့ဒီကျွန်တော်တို့ဒီအမှန်တရားနာကိုဆက်လက်ပြီးတော့စမသာပေးတဲ့ဆရာဆရာမများကိုလည်းထူကောင်းကြည့်ပေးပါလေလို့ဒီဝါကိုရောင်းချီလောက်တော့ဒီလေဘုရားရေလောက်ကျင့်ကိုခံစားရတော့အကျိုးကိုပေးပါလေလို့ယေရှုနာမနဲ့ဆုတောင်းပါတယ် ဟုတ်ပြီဆီယာမမတ်ရည်မြင့်ကိုလည်းဘုရားခင်ကောင်းကြီးပေးပါစေ အဲ့တော့ကျွန်တော်ကမြန်မာဗုဒ္ဓဘာသာမြန်မာလူမျိုးပါအခု39နှစ်မှာကျွန်တော်ခရစ်တော်ကိုရခဲ့ပါတယ်ခရစ်တော်ရခဲ့ရခြင်းကလေကျွန်တော်ခြေတော်နှချောင်းလုံးကျိုးသွားတဲ့အတွက်เนาะကျွန်တော်တို့အေဝဒီသာသနာပြုဆရာဆရာမတွေကျွန်တော်အိမ်မှာလာပြီးတော့ဆူတောင်းပေးခြင်းအပြင်ဘုရားတကူတော်အပြင်ကျွန်တော်ခြေတော်ကျိုးသွားတဲ့ခြေတော်နှချောင်းလုံးဟာအမေမွေးတဲ့တိုင်ပဂတိပျောက်ကင်းသွားတဲ့အတွက်ကြောင့်ကျွန်တော်ယေရှုခရစ်တော်ကိုယုံကြည်ခဲ့ခြင်းဖြစ်ပါတယ်ဘုရားသခင်တကူတော်အပြင်ပျောက်သွားတဲ့ခြေတော်နှချောင်းကိုကျွန်တော်ဘုရားသခင်နိုင်ငံတော်မှာတာရာအတွက်အသုံးပြုဖို့ကျွန်တော်ဆုံးဖြတ်ပြီးဖြစ်ပါတယ်အမှုတော်မြတ်မှာပါဝင်ဆက်ကပ်ထားပါတယ်ပါဝင်ပြီးတော့လှူရှားနေပါတယ်เนาะအဝိသာသနာခွင့်တွေကိုလည်းထွက်ပါတယ်မကြမ်းပါတဲ့သူတွေကိုလည်းကျွန်တော်ဘုရားသခင်ရဲ့ဘုန်းတော်တွေ့ရှားစေဖို့အတွက်ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ရဲ့စိတ်အားအကြီးဆုံးကတော့ခရစ်တော်မတည်သေးတဲ့သူတွေကိုခရစ်တော်ကိုမိတ်ဆက်ပေးဖို့ဘုရားသခင်နိုင်ငံတော်ကိုပို့ဆောင်ဖို့ပျော်ဆုံးဝိညာဉ်တွေကိုပို့ဆောင်ဖို့ကျွန်တော်စိတ်အားထက်သန်ပါတယ်ကျွန်တော်အေယူလီဘတ်မှာပဲကျွန်တော်စိတ်အားကြီးပါတယ်ဆီယာမကတော့ဆီယာမတော်နယ်လို့ခေါ်ပါတယ်ကျွန်တော်တို့အမှန်မှန်သာသနာမှာဘုရားသခင်ရဲ့မှုတော်မြတ်မှာအေဝေကလေးလှုပ်ဆောင်ခြင်းအဖြစ်ပါဝင်ဆက်ကပ်နေတဲ့ဆီယာမတစ်ယောက်ဖြစ်ပါတယ်လို့ဆီယာမတော်နယ်ကိုဘုရားသခင်ဘယ်လိုအသုံးပြုခဲ့တယ်ဆိုတဲ့အကြောင်းပြီးရင်ဘုရားသခင်ရဲ့ဘုန်းတော်ဘယ်လိုထင်ရှားခဲ့တယ်ဆိုတဲ့အကြောင်းကိုတက်တည်ခံပေးဖို့သခင်ရှုနာမနဲ့ဖိတ်ခေါ်ပါတယ် ကျမတော့လို့2008ခုနှစ်မှာပေါ့နော်ကျမဖះကိုသိခဲ့တာဖြစ်ပါတယ်လို့2009ခုနှစ်မှာကျတော့ကျမဒီဖះရဲ့ဖော်ပြတဲ့နှုတ်ကပတ်တော်လောင်းလေးပဲကျမအင်္ဂလိပ်ထွက်ပါတယ်လို့အင်္ဂလိပ်ထွက်တဲ့အခါမှာလည်းအခုကျမတို့6ယောက်ကဒီဥရတာဗနာအတင်းတော်ကျမပေါ့နော်စပြီးတော့တည်ခဲ့တာပါလို့အဲ့တော့အခုနာနေငင်းဆိုတာလည်းပဲလို့ကျမတို့ကျမသားဆိုရင်လည်းပဲပေါ့နော်ဆေးရုံမှာတလားခွဲလောက်ကြာပါတယ်လို့မိုးကြော်လို့ခေါ်ပါတယ်။မဲ့သူကဒီအေရှားဝါဆိုင်ကအလုပ်လုပ်တဲ့အခါမှာသူကကြောက်ဖုံးကြောက်ခွက်ထောင်းလို့ရိုက်နေတဲ့အခါမှာဇေယိုးတယိုးလည်းကျိုးသွားတယ်အာယုံကြောအပင်မကြီးကိုရိုက်မိသွားတဲ့အခါမှာလက်တွေချီအားလုံးသေပြီးတဲ့အပြင်ပေါ့နော်သူ့ရဲ့ခန္ဓာကိုယ်ကချီးသေးထွက်တာတော့မသိခဲ့ပါဘူး။ဒါပေမဲ့ကျမအိမ်လေးချန်လေးရောင်းတယ်ကျမကုသခဲ့ပါတယ်လို့သူ့အခြေအနေကဘယ်လိုမှမကောင်းပါဘူးလို့အားလည်းဆရာဝန်လက်မှတ်ထိုးပြီးတော့မှအိမ်ကိုပြန်ပြီးခေါ်လာတဲ့အခါမှာကျမဆူတောင်းခြင်းနဲ့ပဲသွားပါတယ်လို့ကျမလည်းအမြဲဆူတောင်းပြီးတယ်လာတဲ့ဆရာမတွေဆိုရင်လည်းခေါ်ပြီးတော့ဆူတောင်းပေးပါတယ်လို့ဒါပေမဲ့ဆရာဝန်ကပြောလိုက်တာ6လနဲ့3လမှာသူလုံးဝလှုပ်ရှားမနိုင်ဘူးဒီဇေယိုးကျိုးလာကိုလည်းပဲပေါ့နော်ဒီခြေလက်တွေလည်းမလှုပ်နိုင်ဘူးလို့ပြောပါတယ်ဒါပေမဲ့3လလေးနဲ့သူကညံလုံးကောင်းသွားပဲဖြစ်ပါတယ်လို့အခုလမ်းသွားနိုင်တယ်လေခင်ဗျားရဲ့ကျေးဇူးတော်ကြောင့်ပါ မှုရဆောင်ပြည်မှုဒီမှာမှုရဆောင်နေပါတယ်ကျမရဲ့တက်တာမှာဆိုလို့ရှိရင်တော့ဘုရားသခင်ရဲ့တကူတော်ကဘလို့နမိတ်လက္ခဏာတွေနဲ့ကျမတကယ်ပဲနိုင်ငင်းငင်းကိုခံစားရတာဖြစ်ပါတယ်ကျမသူ့သွန်တဲ့ယောဂကိုလည်းခံစားခဲ့ရတယ်အဲ့လိုခံစားနေရတဲ့အချိန်မှာလက်ဆရာတွေလာဆူတောင်းမိတဲ့အချိန်မှာကျမတက်တာသွားတယ်ပေါ့နော်အဲ့လိုတက်တာပြီးတော့ကျမကျန်းစာကိုဖတ်တဲ့အခါမှာပေါ့နော်မာကု925နဲ့34ကိုကျမတို့တွေ့တယ်စနေနေ့လုံးလို့တူးတုံနေတဲ့မျိုးသမီးကိုဝိယုံနဲ့ချီကိုပြန်ခွင့်နဲ့ဆိုတဲ့ကျမ်းပိုက်တွေကိုကျမရတဲ့အခါမှာအချိန်ကြီးခါရွတ်ဖတ်တဲ့အခါမှာကျမတူးတုံနေတဲ့ယောဂဝိဒနာလုံးဝပြန်ခွင့်သွားတာဖြစ်ပါတယ်ကျမရဲ့တက်တာပါပေါ့နော်ဒုတိယအချိန်မှာလည်းကျမတရင်ကစားနဲ့ပေါ့နော်ယောလေကောင်းယောဂဝိဒနာကိုခံစားရတဲ့ဒုတိယဖြစ်ပါတယ်အဲ့ဒီအချိန်မှာလည်းကျမပေါ့နော်တီ15ရဲ့ April 28ရဲ့ပေါ့နော်အဲ့လိုမျိုးပေါ့
ကျမ်းပိုက်တွေနဲ့ကျွန်မခွန်အားယူခဲ့တာဖြစ်တယ်ပြီးတော့မဟာစီကိုင်းတဲ့က9မျိုးပေါ့နော်တမန်တော်တရှိနဲ့အဲ့လိုမျိုးတွေပေါ့နော်ကျမ်းပိုက်တွေကျွန်မခွန်အားယူပြီးတော့ကျွန်မမှာပေါ့နော်ငွေကြီးပေါ့နော်6လပဲခံတော့မယ်လို့ပြောပါတယ်ဒါပေမဲ့ကျွန်မအဒီငွေစနစ်သိလက်ကုန်မခံနိုင်ဘူးကျွန်မ6လပဲခံတော့မယ်ကျွန်မကတော့အိုင်တာနာမှာမိုးရဆောင်နေတဲ့မဆန္ဒဖြစ်ပါတယ်ဒါ2012ခုနှစ်ဇူလိုင်လ22ရက်နေ့မှာခရစ်တော်လက်ခံပြောင်းလဲခဲ့ပါတယ်ကျွန်မပြောင်းလဲရတဲ့အကြောင်းရင်းကကျွန်မသမီးလေးအနာရီပေါက်တာပေါ့နော်မျက်နှာမှာအနာရီအရန်ပေါက်တာပေါ့နာရီအဲဒီကနာငင်းချင်းကနေပြီးတော့ပြတ်ခဲ့မှုတည်ခဲ့တာဖြစ်ပါတယ်လက်ရှိမှာတော့ပြတ်ခဲ့တဲ့ဥဒါရနာနာငင်းချင်းပေါ့နော်အဲဒီမှာပါဝင်စက္ကန့်နေပါတယ်နာငင်းချင်းမှာကျွန်မရဲ့ရောက်ခမကေစာဝိရဏတဲ့ခါစေယုံကနောက်ဆုံးအဆင့်ပေါ့နော်တေငောင်းကေစာနောက်ဆုံးအဆင့်3လပဲခံမယ်ဆိုတော့ဝိရဏတဲ့ကိုပြုစုခဲ့တာသူက17လကြာပေါ့နော်ဒါတကယ်ကျေးဇူးတော်ကြောင့်17လကြာနေခဲ့ရပါတယ်နောက်တစ်ခုကတော့ပေါ့နော်စေယုံကစာအုပ်ကနှလုံးအဆိုးရှင်လဲတာစာအုပ်တေးပြီးဆိုပြီးကျမတို့စေယုံသွားတာစေယုံသွားခဲ့တာတေးပြီးတချို့ဘောသွားခဲ့တဲ့အခါမှာစာအုပ်ကိုဆူတောင်းခြင်းအပြင်ကျမရဲ့အသက်တာပေါ့နော်အရင်ဘုရားကိုမသိတဲ့အချိန်မှာဆိုလို့ရှိရင်ကျမတော်တော်လေးကိုဆိုးဝါးတဲ့သူတယောက်ဖြစ်တာပေါ့နော်အဲရိုက်တယ်လောင်းဝစားလည်းကျမစုံလုံးတာပေါ့ဒါပေမဲ့အခုဘုရားရတဲ့အခါကျတော့လုံးဝဒါတွေကိုညှော်တော်ကြည့်တော့တဲ့အချိန်ဖြစ်သွားတာပေါ့အဲ့ဒီကနေပြီးတော့ကျမနောက်ပါလေးပြန်ပြီးတော့နှလုံးသားထဲမှာပေါ်ပေါက်လာတယ်ဆိုတော့ဘုရားကိုသိသွားတဲ့အသက်တာမှာကျမတို့အသက်တာဘလို့တော့ဘုရားခင်ကျမတို့အသုံးပြုတယ်ဘလို့ပဲကျမတို့ကောင်းကြီးပေးတယ်ဆိုမျိုးသိတဲ့ခါကျတော့မသိတဲ့လူတွေအတွက်ကျမအရန်စိတ်ထဲမှာခံစားခဲ့ရတယ်ပေါ့နော်ခံစားရတဲ့အခါကျတော့မျက်ရည်နဲ့ကြတော့ဆူတောင်းခဲ့ရတယ်ကျမအခုဘုရားကိုယုံကြည်ပြီးလက်ခံပြီးတဲ့အချိန်ကနေပြီးအယောက်20ကတော့ကျော်သွားပြီပေါ့နော်ကျမကျမအားဖြင့်ပြောင်းတဲ့လူတွေပေါ့အဲ့တော့ကျမဆက်လက်ရည်တယ်အနာငိမ့်ကြီးမှလည်းကျမလက်တွေ့ရတော့ကျမသားတယောက်ကဟိုဘယ်လိုပြောမလဲစကားလည်းမပြောတော့ဘူးအစာလည်းမဝင်တော့ဘူးစီးလည်းမသွားတော့ဘူးအဲ့ပုံမှာကျမဖျားသက်ခင်နဲ့ကျမစကားပြောရင်အပြင်ကျမဆုတောင်းပေးတဲ့အခါမှာသူ့ရဲ့အသက်တာပြန်ပြီးတော့ကောင်းပြီးတော့ကောင်းကပတိပေါ့နော်ဖျားသက်ခင်အနာငင်းရတယ်ရှင်းစွာတက်တဲ့ခံဝတ်ပေးတဲ့ဖျားသခင်ချိန်နိုင်အရှင်ဒီစင်ပေးတဲ့ပုံကြည့်ပါစေအမြဲတော့ဗောနော်ကျေးဇူးတော်ချီးမွမ်းပွဲသွားရင်လည်းဘုရားသခင်ကိုတည်ကျွမ်းတာဖြစ်တယ်ဗောနော်ယုံကြည်လက်ခံခဲ့တာဖြစ်တယ်ပြောင်းလဲတာတော့3နှစ်ရှိသွားပါပြီအခုဆက်လက်ပြီးတော့အမှန်သာသနာမှာမှုလို့ဆောင်နေတာဖြစ်တယ်ဗောနော်ဟိုဘုရားသခင်ကောင်းမြတ်တာတော့အများကြီးဗောနော်မိသားစုတွေမှာတော့အခုမိသားစုတွေမှာနာငင်းကြီးဆူတောင်းတာတော့3ယောက်ဗောနော်ဘုရားသခင်ပေးပြောက်တယ်ဗောနော်ငွေကြေးအပြည့်တမျိုးမတက်နိုင်ဘူးဆူတောင်းခြင်းအပြည့်နဲ့ပဲပါဝင်တာဖြစ်ပါတယ်လို့နောက်ပြီးအပြင်မှာတော့2ယောက်ရှိရဗောနော်ဆူတောင်းခြင်းနာငင်းကြတော့အခုပြောင်းလဲတာ3နှစ်ရှိပါပြီအမှုတော့ဆောင်တာတော့ဟိုမှာလဲတနေ့တောင်ပြည့်သေးဘူးเนาะဒါပေမဲ့ဝင်းကြီးကတော့10ယောက်လောက်ရှိပါတယ်လို့ဘိုးမှလည်းသာသနာပြုပါတယ်ဒီလက်ချောင်းမှလည်းဈေးရောက်နေတဲ့အိမ်မလီဝင်ငါပါတယ်လို့တမီးရဲ့80ပြီးယူပိုင်းတော့ဘိုးကလူတွေတငယ်ချင်းတွေရောဘိုးကအကုန်လုံးပြောင်းလဲဖို့ရယ်နောက်ပြီးဒီလက်ချောင်းလူတွေလည်းပြောင်းလဲဖို့ရယ်ပေါ့နော်ဈေးရောက်ရင်းနဲ့လည်းအိမ်မလီဝင်ငါပါမယ်လို့ယူပိုင်းအောင်ထားတာပေါ့နော်ဖျားရှင်ကောင်းမြတ်တာတက်တာမှာပြောပြလို့မကုန်နိုင်ဘူးပေါ့နော်အများနဲ့ကောင်းမြတ်ပါတယ်လို့တမီးကငွေကြေးအဖြစ်မတက်နိုင်ယောဂါတွေလည်းပေးပြောက်တယ်ဖျားရှင်ကစာဝတ်နေလည်းအချိန်ကြီးပြင်ဆင်ပေးတယ်ပေါ့နော်ဘုရားရှင်ရန်ကောင်းမြတ်ပါတယ်လို့ဘုရားရှင်သာမပါအောင်ရှိဘူးဆိုရအသက်တာဟိုနော်ကျမဘယ်လိုလဲဆိုတော့ကျမသမီးလေးပေါ့နော်မကျန်းမာခြင်းကနေပြီးတော့ကျမတို့ဟိုဒီကလေးရဲ့အနာရောဂါနေပြီးတော့ပေါ့နော်ဒီကျမတို့လမ်းမှာရှိတဲ့ဆက်မမက်လက်ဆိုတာရှိတယ်ပေါ့နော်ဒါပေမဲ့ကျမတို့လာပြီးတော့ဒီလိုဆူတောင်းခံတဲ့အခါမှာလာပြီးတော့ကလေးမကျန်းမာရင်ပေါ့နော်ငါတို့ဖခင်ကအသက်ရှင်နေနေဆူတောင်းခံလို့ပြောတဲ့အခါမှာကျမအဒီချိန်ကတော့လုံးဝနားမလည်တဲ့အချိန်ဆိုတော့ပေါ့နော်ကျမဖခင်ကြောင့်လုံးဝမသိတဲ့အချိန်ဖြစ်တဲ့အတွက်ကျမရန်ညင်းပဲပဲသူတို့လာတိုင်းကကျမအမြဲတမ်းပြီးတော့နော်ညင်းပဲပြီးစကားပြောတယ်နောက်ပိုင်းကျတော့ဘာပဲဖြစ်ဖြစ်ကျမတို့ကိုကောင်းတာပဲပေါ့ကောင်းတာလုပ်ပေးတယ်လို့ပဲထင်ပြီးတော့ကျမအမြဲတမ်းဆူတောင်းခံတယ်ပေါ့နော်ဆူတောင်းခံတဲ့အခါမှာကျမသမီးလေးကဟိုပေါ့နော်အယိုးတီပြီးဖြစ်တယ်တစ်ဖက်ချက်လောက်ကနေပြီးတော့တစ်ဖက်ကဒီလိုဆိုရင်တစ်ဖက်ကဒီလိုမျိုးလဲသွားတယ်ဒီလဲတဲ့အပြင်ခါမှာအယိုးမှာခါအယိုးကနေမောထွက်လာတယ်နောက်ပိုင်းကျတော့သူကခလေးကနေပြီးတော့ကျမတို့လည်းစေကံပြတဲ့အခါမှာနောက်ပိုင်းခလေးကဘယ်လိုဖြစ်လဲဆိုခေါင်းမှာပေါ့နော်တချင်းဆောင်းတဲ့အခါမှာကျမအယိုးကနေပြီးတော့ကျမဖះကိုမီးဆန်းတဲ့အခါမှာကျမသမီးလေးရဲ့အနာရောဂါပျောက်တယ်ဒါပေမဲ့ကျမပျောက်တဲ့အချိန်ကမှလည်းပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကျမပျောက်သွားပြီမဲ့ဒီဖះကောင်းနေဆိုတော့ကျမတိတ်ပြီးလက်မခံကျမပြန်နေနောက်ပိုင်းကျမရဲ့အသက်တာမှာဒီကလေးကိုကူးခဲ့တဲ့အခါမှာကျမတို့မရှိတဲ့အခါမှာပေါ့နော်အိမ်ပေါင်လေးပစ္စည်းဥစ္စာတွေပေါ့နော်ကျမတို့ရှိတဲ့ဟာတွေဆုံးရှုံးတယ်နောက်အိမ်ပေါင်တဲ့အခါမှာကျမမတက်နိုင်ကျမပေါ့နော်င
ဝင်ဖြစ်ပါတယ်တကယ်ပဲဟို2010ခုမှာစပြီးပြောင်းလဲတဲ့ဒီတယောက်ဖြစ်ပါတယ်နောက်ဘာလဲပြောင်းလဲပြီးတဲ့အချိန်မှာလည်းသားသမီးတွေလည်းအကုန်လုံးပြောင်းလဲသွားပါပြီပြောင်းလဲပြီးတော့ရရှိပိုင်းမှာဆိုလို့ရှိရင်တော့တာသနာတွေအများကြီးထိုးဖောက်ခဲ့ပါတယ်ပေါ့လူရောက်35ယောက်ကိုလည်းပြောင်းလဲအောင်လုပ်ခဲ့ပါတယ်အဲအလဲမှာဆိုလဲအနာငင်းနေဆိုလဲပေါ့နော်အဖွဲ့ဒီတိုင်းမှာလည်းသွားပြီးတော့စစ်တောင်းခဲ့ပူပါတယ်စစ်တောင်းတဲ့အနာဓမ္မတွေလူမမာတွေဆိုလို့ရှိရင်လည်းကျမတို့စစ်တောင်းတဲ့အခါမှာတကယ်ပဲသူတို့ကျမ်းမာခြင်းကိုရခဲ့ပါတယ်အခုဆက်လက်ပြီးတော့လေပေါ့နော်ကျမကမဆိုးမတယောက်လည်းဖြစ်ပါတယ်ဒါပဲဖြစ်ဖြစ်တာသနာကိုအခုချိန်မှာတယောက်တည်းထိုးပေါက်ပြီးလုပ်နေပါတယ်ဆက်လက်ပြီးတော့လေတာသနာကိုအများကြီးလုပ်ဖို့အစီအစဉ်ရှိပါတယ်ကျမ်းနာလူရောက်ရှိတဲ့ဘုရားရှင်ကောင်းကြီးပေးပါစေကျမတို့စမုစာပေးတဲ့ဟိုဆရာတွေအပေါ်မှာလည်းကျေးဇူးတင်ပါတယ်မိသားစုတွေအပေါ်မှာလည်းကျမတို့ကျေးဇူးတင်စကားပြောကြပါတယ်ဟုတ်ပြီဆရာမတော်အေးမင်းကိုဘုရားခင်ကောင်းကြီးပေးပါစေဘုရားခင်ရဲ့သာသနာမှာဆက်လက်ဘုရားခင်အသုံးပြုပါစေအာမင်ကိုကမှာပြောင်းလဲတယ်ပြောင်းလဲပြီးတဲ့နောက်မှာကျမယောက်ျားနေမကောင်းလို့ဒီအဝင်ကလေးဆရာမတွေလာပြီးတော့ဒီဆူတောင်းပေးရင်းနဲ့ဘုရားသခင်ယုံကြည်တယ်ယုံကြည်ပြီးတဲ့အခါကျတော့ပြောင်းလဲပြီးအဲ့နောက်ပိုင်းမှာတင်တက်ပြီးတော့ကျမလည်းအမှုတော်မြတ်မှာဆက်ပြီးတော့အခုပါဝင်တယ်ဒီအနာငင်းချင်းဘက်မှာလူနာတို့လိုက်ပြီးတော့ဆူတောင်းပေးတယ်ဆူတောင်းပေးဖြစ်အားဖြင့်ဒီမှာကျမတို့ဆူတောင်းပေးလိုက်တဲ့လူတွေကလည်းကျမရဲ့ဖျားတခင်ရဲ့ကျေးဇူးတော်ကြောင့်ကောင်းပါတယ်ကောင်းသွားပြီးတော့ဟိုသူတို့ကလည်းပြန်ပြမှာဖြစ်တယ်ပေါ့နော်။ဉာဏ်မျိုးတော်များမှာထမ်းဆောင်နေတယ်။ကျမတော့ဖျားတခင်လောက်ဖို့ဟိုကျမတို့ဗာလဲဆိုတော့ညောင်းမှာဇူပါယုံထားပါတယ်လို့ညောင်းမှာတာရနာလောက်ဖို့အခုနောက်ထပ်ပြန်ပြအသစ္စာဖို့ပေါ့နော်။အဲ့ညောင်းတာရနာကိုလည်းတက်ပြီးတော့ဆူတောင်းပေးပါလို့ကျေးဇူးတင်ပါတယ်လို့ကျမတို့ဒီလိုတာရနာပြုနိုင်ဖို့အတွက်ထောက်ပံ့ပေးတဲ့အတွက်လူရှင်တွေကိုအများကြီးကျေးဇူးတင်ပါတယ်ဖျားခင်ကောင်းကြီးပေးပါစေအာမင်ဆရာမအဝိကိုဖျားခင်ကောင်းကြီးပေးပါစေမှုတော်မြတ်မှာလည်းတာရေးဖျားခင်အသုံးပြုပါစေကျွန်တော်ဘယ်လိုပြောင်းလဲလဲဆိုရှင်